what is time အချိန်ဆိုတာဘာလဲအဲ့မိကုန်းကရိုးရှင်းသလိုနဲ့ကဘာပေါ်မှာအဖေအခက်ဆုံးနဲ့နားလေအခက်ဆုံးမိကုန်းဖြစ်ပါတယ်ဆိုတော့အဲ့မိကုန်းကိုကျွန်တော်ရဲ့ဒီ physics ဘိုင်းဆိုင်ရာပေါ့နော်ယူဘပြန်နဲ့ပတ်သက်တဲ့လောက်ပေါ်ကိုင်ဖက်တယောက်လည်းဖြစ်တယ်တကယ်ချင်းကြောက်လည်းဖြစ်တယ် Frank ဆိုတဲ့တကယ်ချင်းတယောက်ကမေးထားတဲ့မိကုန်းပေါ့နော်ဆိုတော့အဲ့မိကုန်းကိုကျွန်တော်ကဒီဗီဒီယိုလေးနဲ့လုပ်ပြီးတော့မှဖြည့်ပေးခြင်းပါတယ်ပြီးတော့မှကျွန်တော် time နဲ့ပတ်သက်ပြီးတော့မှမပြောခင်အချိန်နဲ့ပတ်သက်ပြီးမပြောခင်ကျွန်တော် space အကြောင်းနားလည်ဖို့လိုတယ်အဲ့တော့ space ဆိုတာခုနကပြောတဲ့ကျွန်တော်အာကာသအေကိုမသွားခင်ကျွန်တော်ခုလက်ရှိနေတဲ့ကမ္ဘာထဲမှာပဲကျွန်တော်နေ့စဉ်ကြုံတွေ့နေရနေရပါတော့အဲ့တော့ space နဲ့ပတ်သက်ပြီးတော့မှအဲ့တော့ကျွန်တော် space ထဲမှာကျွန်တော်ရှိသွားလို့ရတယ်ကျွန်တော်ထားခြင်းထားလို့ရတယ်လမ်းလျှောက်လို့ရတယ်သွားလို့ရတယ်လာလို့ရတယ်နောက်ပြန်ဆုပ်လို့ရတယ်ဘယ်သွားလို့ရတယ်ညာသွားလို့ရတယ်အဲ့တော့ space ကသွားခြင်းနိုင်သွားလို့ရပြီမယ်ကျွန်တော် time မှာသွားခြင်းနိုင်သွားလို့မရအောင်ကျွန်တော် time မှာအနာဂတ်ကိုသွားခြင်းနဲ့သွားလို့မရအောင်နောက်3စက္ကန့်လောက်သွားခြင်းနဲ့ပြီးတော့ဖြစ်ခဲ့တဲ့အတိတ်4စက္ကန့်လောက်သွားခြင်းနဲ့သွားခြင်းပဲမယ်လေကျွန်တော်တို့အတိတ်ကိုတော့ပြန်ပြီးတော့မှသွားလို့မရဘူးအနာဂတ်ကိုလည်းသွားခြင်းတူသွားလို့မရဒါပေမဲ့ space မှာသွားလို့ရတယ်နောက်ထပ်တစ်ချက်ကကျွန်တော်အာကာသထဲမှာပဲဖြစ်ဖြစ် space အာကာသထဲမှာ space မှာ direction မရှိဘူးဆိုတော့အဲ့ဒီတစ်ချက်ကိုသိရမယ်ကျွန်တော်အာကာသတွေကိုဒီ space စုကြည့်ဝေးပြီးတော့မှသွားရလို့ imagination လုပ်ကြည့်ပါစိတ်ကူးရင်ပြီးတော့မှသွားကြည့်အဲ့တော့ပတ်လေးကိုကြည့်လိုက်တဲ့အခါမှာကျွန်တော် space မှာပြီးကြတဲ့ direction ဖော်ပြလို့မရအောင်ဒါပေမဲ့ time မှာတော့ direction ရှိတယ်